Telegram ဂိမ်းကောင်းလေးတစ်ခုဖြစ်တဲ့ COC ဂိမ်းထဲအကွိုင်းတွေကို KB Win နဲ့ပြန်ရောက်နေလေ sharing လုပ်ပေးသွားမှာဖြစ်ပါတယ် COC ဂိမ်းနဲ့ပတ်သက်ပြီးဂိမ်းစောနေရတော့ကျွန်တော်ရှေ့မှာဗီဒီယိုလုပ်ပေးခဲ့တာရှိပါတယ်မကြည့်ရသေးဘူးဆိုရင်တွက်ကြည့်လို့ရပါတယ် COC ဂိမ်းကွိုင်းတွေရောက်မှုအတွက်ဆိုရင်ကျွန်တော်တို့မှာ Donkeybar Wallet ရှိထားဖို့တော့လိုအပ်ပါမယ် Donkeybar Wallet ရှိပြီဆိုရင်တော့ COC ဂိမ်းကွိုင်းတွေကိုရောင်းစားလို့ရပါပြီဘယ်လိုပုံစံနဲ့ရောင်းလဲဆိုတာကိုတော့ဗီဒီယိုထဲမှာကြည့်သွားပေးပါCrypto Money Channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ထားပြီးတော့ဘေးနဲ့ notification ခေါင်းလောင်းလေးကိုလည်းတီးထားပေးပါဦးဆိုတော့ကျွန်တော် COC coin တွေရောင်းစားဖို့အတွက် COC ဂိမ်းလေးကိုသွားပါမယ်ဂိမ်းလေးရောက်ပြီဆိုရင်ညာဘက်အပေါ်လေးမှာ COC coin တွေရှိနေပါမယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော် COC coin ထုတ်တဲ့နေရာကိုရောက်သွားပါလိမ့်မယ်ဒီမှာဆိုရင် deposit withdraw ဆိုပြီးတွေ့မြင်ရလိမ့်မယ်ဂိမ်းထဲကနေထုတ်မှာဖြစ်တဲ့အတွက်အစိမ်းရောင်နဲ့ withdraw ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ငွေထုတ်ဖို့အတွက်အတွက်တွေထည့်ရတဲ့နေရာကိုရောက်မယ်ဒီမှာဆိုရင်တော့ network နေရာမှာသူကတွန်ဆိုပြီးတော့ပြထားပါတယ်အပေါ်မှာတော့အတွက်တောင်းပါတယ်ဒါဆိုရင်တော့ကျွန်တော်တွန်ကီပါတဲကအတွက်ကိုထည့်လို့ရပါတယ်ဆိုတော့ကျွန်တော်တွန်ကီပါတဲကိုသွားမယ်တွန်ကီပါတဲကိုရောက်ပြီဆိုရင်တော့ resi ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ resi ကိုနှိပ်လိုက်ရင်သူကကျူကကုတ်ရဲ့အတွက်ရဲ့ကြာလာမယ်ကြာလာတဲ့အတွက်ကို copy ယူပါ copy ယူပြီးရင် COC ဂိမ်းထဲကိုသွားမယ်ပြီးရင်အပေါ်ဆုံးကအတွက်နေရာမှာ copy ယူလာတဲ့အတွက်ကိုထည့်ပေးလိုက်ပါဒါဆိုရင်တော့ရပါပြီ COC ဂိမ်းဝိုင်နေထုတ်တဲ့အခါမှာနီလန်းတစ်ခုနဲ့ထုတ်လို့ရပါတယ်ပထမနီလန်းကတော့ fee ကြီးမပေးရပါဘူးကိုကဂိမ်းထဲကနေ coin 9000ထုတ်တယ်ဆိုရင်ကျွန်တော်တို့ wallet ထဲကို coin 9000ရောက်လာပါလိမ့်မယ်ပထမနီလန်းနဲ့ထုတ်မယ်ဆိုရင်တော့15ရက်ကြာပါတယ်ကျွန်တော်တို့ wallet ထဲကိုရောက်လာဖို့အတွက်ဆိုရင်အချိန်15ရက်ကြာပြီးမှ COC coin တွေရောက်လာပါလိမ့်မယ်အဲ့ဒီနဲ့ထုတ်မယ်ဆိုရင်တော့ fee ကြီးလုံးဝမပေးရပါဘူးဒုတိယနီးရတော့ instant မှာ instant နဲ့ထုတ်မယ်ဆိုရင်တော့သူက90ရာခိုင်နှုန်းဖြတ်ပါတယ်ကျွန်တော်တို့ coin 9000ထုတ်တယ်ဆိုရင် wallet ထဲကို coin 2000ဝယ်ပဲရောက်လာမယ်ဒီနည်းနဲ့ထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့ wallet ထဲကိုရောက်လာဖို့အတွက်အချိန်အားဖြင့်10မိနစ်ပဲကြာပါတယ်10မိနစ်အတွင်းကျွန်တော်တို့ wallet ထဲကို COC ဂိမ်း coin တွေရောက်လာပါလိမ့်မယ်COC ဂိမ်း coin ထုတ်မယ်ဆိုရင်တော့15ရက်စောပြီးထုတ်တာအကောင်းဆုံးပါပဲ instant fee ကြီးအရင်များအတွက် instant တော့မလုပ်ကြပါနဲ့ဆိုတော့ကျွန်တော်15ရက်စောပြီးထုတ်မဲ့သူတွေကဒီနေရာရောက်ရင်အပေါ်ကအမားလေးကိုနှိပ်လိုက်ရုံပါပဲ instant ထုတ်မဲ့သူတွေကဒီအောက်မှာအနီရောင်လေးနဲ့ instant ဆိုတာလေးရေးထားမယ်အဲ့ဒါလေးနှိပ်ပြီးတော့ထုတ်ရုံပါပဲဒါဆိုရင်တော့ကျွန်တော်တို့ wallet ထဲကိုရောက်လာပါလိမ့်မယ်ကျွန်တော်ကတော့ဒီဗီဒီယိုထဲမှာ instant အနေနဲ့ထုတ်ပြထားပါတယ် coin 3000ထုတ်တာကျွန်တော်ရဲ့ Donkeybar wallet ထဲကို coin 1000ဝယ်ရောက်လာပါတယ်ရောက်လာဖို့အတွက်ဆိုရင်တော့အချိန်အားဖြင့်10မိနစ်တော့စောင့်ပေးရပါတယ်Donkeybar ရဲ့ရောက်လာတဲ့ COC ဂိမ်း coin တွေကို KB Win နဲ့ဘယ်လိုမျိုးပြန်ရောင်းလဲဆိုတာကိုပါကျွန်တော်ဆက်ပြီးပြောပြပေးပါမယ်ကျွန်တော်ရဲ့ Donkeybar wallet ထဲမှာဆိုရင်တော့ COC coin 1000ဝယ်ရှိပါတယ်ဒီ coin တွေကိုအရင်ဆုံး Don coin နဲ့လဲပေးရပါမယ် Don coin နဲ့လဲဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့ wallet ထဲမှာ 0.4 Don လောက်ရှိထားရင်ပို့ပြီးအဆင်ပြေပါတယ် 0.4 Don တော့မကုန်ပါဘူးကျွန်တော်လဲတဲ့အခါကျရင် 0.36 Don ကုန်ပါတယ်ဘယ်လိုလဲဆိုတော့ကျွန်တော် COC game coin တွေကိုဝင်လိုက်ပါပြီးရင်ဒီဘက်ညာဘက်ထောက်ဆုံးမှာ swap ဆိုတာလေးရှိမယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ game coin တွေကိုလဲတဲ့နေရာရောက်သွားပါလိမ့်မယ်အပေါ်ဆုံးမှာ COC coin ထားပြီးတော့ဒီအောက်ကနေရာမှာတော့ Don coin ကိုရွေးချယ်ပေးလိုက်ပါပြီးရင်ဒီအပေါ်မှာကိုလဲမဲ့အမောက်ထည့်ပြီးတော့ exchange လုပ်ရမှာပဲ exchange လုပ်တဲ့အခါမှာ free အနေနဲ့ Don coin ဖြတ်တာဖြစ်လို့ကျွန်တော်တို့ရဲ့ wallet ထဲမှာ 0.4 Don လောက်တော့ရှိထားပါမယ်ဆိုတော့ကျွန်တော်ဒီ COC game coin တွေကို exchange လုပ်ပြီးတော့ Don coin အဖြစ်ရလာပြီဒီ Don coin တွေကိုတော့ KB Win နဲ့ပြန်ရောင်းဖို့ Telegram channel ထဲမှာကျွန်တော်ရဲ့ admin ရှိပါတယ် admin နဲ့ချိတ်ဆက်ပြီးတော့ Don coin တွေကို KB Win နဲ့ပြန်ရောင်းလို့ရပါတယ်ရောင်းတဲ့အခါမှာဆိုရင်လည်း Donkeybar wallet ထဲကနေစမ်းဆိုတာလေးကိုနှိပ်ပြီးတော့လွှဲရုံပါပဲဆိုတော့ COC game coin ထုံနည်းနဲ့ game coin တွေပြန်ရောင်းနေရောအားလုံးနားလည်မယ်လို့ထင်ပါတယ်မသိရရှင်းလဲ comment ထဲမှာမေးခဲ့လို့ရပါတယ်COC game နဲ့ပတ်သက်တဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါနောက်ထပ် crypto game သစ်တွေထပ်ထွက်လာရင်လည်းကျွန်တော်ရဲ့ channel ထဲမှာတင်ပေးသွားပါမယ်